လက်နက်ကင်ထားတဲ့ကျွန်တော်တို့ NUG ကပတ်သုံးလုံးတွေကသဘောထားကြည့်ဖို့လိုတာပေါ့ဗျာသူတို့ဘယ်လိုပြောမလဲတော်လိုင်းရေးကိုနိုင်စေခြင်းနဲ့ဆိုရင်ပေါ့ဒီကတော်လိုင်းရေးကိုနိုင်ဖို့အတိအကျလေးနော်ကျွန်တော်တို့ဘက်ကရွေးကောက်ပွဲအရင်လုံနိုင်မလုံနိုင်အားလုံးမင်္ဂလာပါကျွန်တော် ATI channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ATI channel ရာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းဦးတော်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပါနဲ့ဒါရေးကြည့်ဘာလို့ကျွန်တော်တို့ကထိတ်ချုပ်နယ်မြေ65မြို့နယ်ရှိနေပြီပြောတယ်ဘာလို့ရွေးကောက်ပွဲကျွန်တော်တို့ကမလုံနိုင်တာလဲပေါ့အဲ့တော့ဘယ်လိုပြောမလဲတော်လိုင်းရေးကာလနိုင်ငံရေးပါတီတွေဖွဲ့စည်းပြီးတော့နိုင်ငံရေးအဖွဲ့အစည်းတွေပေါ်တင်တာသူ့ဘက်ကရွေးကောက်ပွဲကိုကျွန်တော်စိတ်ဝင်စားပါဘူးလှုပ်ခွင့်လည်းမရှိပါဘူးမြန်မာနိုင်ငံကကိုရီးယားလိုလည်းမဖြစ်ဘူးဘာဖြစ်လို့မြန်မာနိုင်ငံကဒိုးပြန်လာပြီး ARD သိန်း9000ကမ်ပိန်းပါတဲ့နော်အဲ့မှာသူ့ရဲ့ page ရှိပါလိမ့်မယ်အဲ့မှာသွားရောက်ပြီးလှူဒန်းပေးလို့ရပါတယ်ဒိုးပြန်လာပြီး ARD သိန်း9000ကမ်ပိန်းပါတဲ့ကိုရီးယားလိုဖြစ်ဖို့မရှိပါဘူးကျွန်တော်တို့ကဒီလိုမျိုးဖက်ဒရယ်ပြည်နယ်တွေပေါ်လာမှာပေါ့ဒီမှာညနေ3နာရီခွဲပဲရှိသေးတယ်အဲ့တော့ဖက်ဒရယ်ပြည်နယ်တွေပေါ်လာမှာပါကျွန်တော်နေကောင်းပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ဖက်ဒရယ်ပြည်နယ်တွေပေါ်လာမှာပါဟုတ်ပါတယ်ဒီမှာညနေ3နာရီခွဲပါဘော်တုံကနေ up ကိုမသွားပဲနဲ့ဘော်တုံမှာပဲဂိတ်ဆုံးနေတယ်ဟုတ်ကဲ့ပါစစ်ကောင်စီကတော့သူ့လို့တာပေါ့ဗျာနော်သူကတော့ဘယ်လာရုစ်မှာသူလေကြောင်းရန်ကာကွယ်လက်နက်တွေရတယ်ပြောတယ်ရုရှားကိုထပ်သွားတယ်ပေါ့သူကတော့သူ့မဟာမိတ်သူတိုးချဲတာပေါ့ဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်သူဒီဘယ်လာရုစ်နဲ့ရုရှားကိုသွားပြရင်သူ့ကိုထောက်ခံနေတဲ့စစ်ဗိုလ်ချုပ်တွေပါတယ်အားလုံးကအားရတယ်ပေါ့ဗျာအဲ့ဒီအတွက်သူကလုတ်ပြတာပေါ့ဗျာဒါပါပဲသူ့ကိုလက်ခံတဲ့နိုင်ငံရှိသေးတယ်ပေါ့ဗျာကြိုဆိုတဲ့နိုင်ငံရှိတာကိုလုတ်ပြတာပေါ့ဒါသူနိုင်ငံရေးကသူလုတ်ပြတာပေါ့နော်ဒါကတော့သူ့ရဲ့လုတ်ကွက်ပေါ့ဒါကတော့သူ့ဘက်ကကစားကွက်ပေါ့ကိုယ်ပိုင်ချုပ်သေးတယ်ပြီးအစိုးရပုံစံဖွဲ့စည်းရင် NUG ကလက်ခံမလားထောက်ခံမလား NUG ကလက်ခံရမှာပေါ့ပြည်သူသဘောထားကိုသူတို့ငင်းဆန်လို့မရတာပြောချင်တာက NUG ကဥဆောင်ပြီးတော့ရွေးကောက်ပွဲတွေလုပ်ပေးနိုင်ပိုးကောင်းတာပေါ့စိန်ခေါ်တယ်ဆိုရင်ဒဲစိန်ခေါ်ပဲဗျာတနက်တဲ့တောင်စိန်ခေါ်သေးတာပဲကျွန်တော်တို့ကနိုင်ငံကြီးနဲ့လည်းစိန်ခေါ်လို့ရတာပေါ့ရန်ကုန်စီဈေးဘာလို့တက်လဲကျွန်တော်လည်းမသိဘူးလေကဘာကြီးစစ်ဖြစ်မယ်ဆိုလို့ဈေးတက်တာလားမပြောတော့ရန်ကုန်မှာကဈေးတက်ပြီးပြန်ကျတာမှမရှိတာအဲ့တော့စစ်ဖြစ်မယ်ဆိုရင်တက်ပြီးတော့ပြန်မကျတာဖြစ်မှာပေါ့ကဘာမှာတော့ကဘာကြီးနဲ့ဈေးကျနေပါမတက်ပါဘူးစစ်ပွဲတွေဖြည်းဖြည်းရက်လာပြီဆိုတော့အဓိကကတော့အရှိလင်ပိုင်းတည်ငြိမ်သွားပြီဆိုရင်တော့ရန်ကုန်မှာလည်းမဟုတ်ဘူးရင်းနှီးဈေးကတည်ငြိမ်သွားမှာပါကျန်တာတော့သူတို့ကိစ္စပေါ့နော်โอเคပါတော်လိုင်းစကားဝိုင်းကိုအပိုင်း2တိကျွန်တော်ဆွေးနွေးထားပြီအပိုင်း3ကျွန်တော်နားမထောင်သေးပါဘူးNUG ရဲ့အနေထားကဒီထောက်ပို့တွေကိစ္စကဒီဘသူကိုထောက်ပို့လဲဆိုတာလဲကျွန်တော်လည်းမသိဘူးလေနော်ကျွန်တော်ကတော့ရှင်းတယ် NUG လုပ်တဲ့ဒီပွဲတွေကိုပဲသွားတယ်NUG လုပ်တဲ့ပွဲတွေမှာပဲကိုယ်တက်နိုင်နေတာပါဝင်တာအဲ့တော့နေရာတိုင်းမှာတော့ကိုယ့်အကိုထောက်ပို့နေကြတာတွေရှိတာပေါ့နော်ဒါတွေကတော့ငွေကြေးဆိုတော့ပြောစရာတွေကတော့ရှိတာပေါ့လေနော်ရိုးသားတဲ့လူမရှိရိုးသားတဲ့လူကအများစုပါ99.99%ရာခိုင်နှုန်းပါရိုးသားတဲ့လူ1ယောက်2ယောက်ပေါ်လာတဲ့ခါကျတော့ပြောစရာတွေရှိတာပေါ့လေ
အဲ့တော့အပိုင်းသုံးမှာအခုပဲနားထောင်ခဲ့ရဆိုဘာပြောသွားလဲလို့အဓိကသူတို့ရွေးကောက်ပွဲလုပ်မယ်လို့ပြောသွားတာဒါကိုကျွန်တော်ကသိချင်တာသူတို့ရွေးကောက်ပွဲလုပ်ပြီးဖို့အကြံမပေးဘူးလားဒီချိန်မှာပြည်ဒီကျွန်တော်မသိပါဘူးထိုင်းနိုင်ငံကထားဖို့ဘယ်သူလဲဆိုတာကျွန်တော်မသိပါဘူးကျွန်တော်ဘယ်သူတယောက်မှမသိပါဘူးကျွန်တော်ပုဂ္ဂိုလ်ဘိုင်းနေနဲ့တယောက်မှမသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်နဲ့လည်းတယောက်မှအဆက်အသွယ်မရှိပါဘူးထိုင်းနိုင်ငံနဲ့ပြောချင်တာကဗျာကိုလည်းစိန်ခေါ်ပြီးယူကောက်ပွဲလုပ်လို့ရတာပေါ့ဗျာဘာလို့အဲ့ဒါကိုသူတို့အကြံမပေးသေးလဲပေါ့သူတို့မြေပြင်မှာရှိနေတာပဲလေကျွန်တော်အဲ့ဒါကိုသိချင်တာဘုတော့ပြည်သူကိုစီးရုံးရေးလုပ်ဖို့လိုသေးလို့လားလို့လွတ်မြောက်နေပြီပါဆိုမှပြည်သူကိုစီးရုံးလုပ်စရာမှမလိုတော့တာပြည်သူကိုနိုင်ငံရေးဥဆောင်မှုပေးဖို့အတွက်တရားဝင်နိုင်ငံရေးသမားတွေလုပ်ဖို့လိုပြီလေအဲ့ဒါကိုပြောချင်တာအဲ့တော့ပြည်သူကိုစီးရုံးစရာမလိုတော့ဘူးလေပြည်သူကတော်လှန်ရေးမှာပါလာလို့လွတ်မြောက်နေမြေတောင်ဖြစ်နေပြီလေအဲ့တော့ပြည်သူကသူ့ဟာသူရှာဖွေစားတော့မှာလေအဲ့တော့ကိုကပြည်သူကနေပြီးတော့နိုင်ငံရေးသမားဆိုတဲ့ထောက်ခံချက်ပေါ့ရွေးကောက်ခံလုပ်ပြီးတော့ပြည်သူကိုစားကိုကလုပ်ပြီးပြောရတော့မယ့်အချိန်လေကိုကဒီချိန်မှာ activist လုပ်ရမယ့်အနေထားမဟုတ်ဘူးကိုတပိတ်ခေါင်းဆောင်လုပ်ရမယ့်အနေထားမဟုတ်တော့ဘူးတပိတ်ဆိုတာပြီးသွားပြီလွတ်မြောက်နေပြီမှာဒီချိန်မှာကကိုကပြည်သူလက်ခံတဲ့နိုင်ငံရေးသမားအဖြစ်ကိုကမဲတောင်းပြီးတော့ပြည်သူကိုစားနိုင်ငံရေးပြောရတော့မှာလေအဲ့တော့ဒီချိန်မှာပြည်သူကိုတော်လှန်ရေးမှာပါဖို့စီးရုံးခိုင်းကြအောင်အထူးသဖြင့်စကိုင်းလိုဒေသမှာစီးရုံးကြအောင်မလို့ပြည်သူကပါပြီးသားပါလို့ပဲဒီလောက်ထိရောက်နေတာလေအဲ့တော့ပြောချင်တာကဒီချိန်မှာစီးရုံးရေးမှုတွေမလိုတော့ဘူးအတစ်ပစ်တွေမလိုတော့ဘူးဆန္ဒပြပွဲလုပ်ဖို့မလိုတော့ဘူးဒါရန်ကုန်မှာလုပ်တာတမျိုးပေါ့ဒီချိန်မှာလုပ်ရမှာကနိုင်ငံရေးပြည်သူကိုစားနိုင်ငံရေးမဲတောင်းဖို့လိုနေပြီလေအဲ့တော့ငါတို့သာနိုင်ငံရေးလုပ်မယ်ဆိုရင်ငါတို့သာအုပ်ချုပ်ခွင့်ရမယ်ဆိုရင်ဘယ်လိုအုပ်ချုပ်မလဲဘယ်လိုစီမံခန့်ခွဲမလဲဒီအခွန်ဘဏ္ဍာငွေတွေကိုဘယ်လိုလုပ်မယ်ဆိုတာကိုချပြဖို့လိုပြီလေပြောချင်တာကနိုင်ငံရေးနည်းနဲ့ NUG ကိုထောက်ပံ့ကူညီပေးဖို့လိုအပ်ပြီပေါ့အဲ့တော့စံပြဒီမိုကရေစီမျိုးတွေဖန်တီးလို့ရတာပေါ့ကျွန်တော်ကအခြေခံဥပဒေအသစ်နဲ့ရွေးကောက်ပွဲအစိုးရဖွဲ့မှာမဟုတ်တာကျွန်တော်ပြောချင်တာကဒီမိုကရေစီနည်းရမျိုးနယ်ကိုယ်စားလှယ်နိုင်ငံရေးသမားတွေကိုရွေးခိုင်းတာလေအစိုးရဖွဲ့ဖို့မဟုတ်တာဖြစ်တဲ့အတွက်ဘာမှကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေမလုပ်ဘူးလေပြည်သူကိုယ်စားလှယ်ဖြစ်ကြောင်းပြည်သူကမအားတော့ဘူးလေပြည်သူကသူရှာဖွေစားတော့ပါမှာလေတော်လှန်ရေးကိုဝန်တော့ဘူးသူတို့လည်းဖြစ်နေပြီလေတော်လိုင်းရေးအတွက်သူတို့ပတ်စံတွေထည့်ရမယ်သူတို့လည်းစားရမယ်လေအဲ့တော့အရင်တော့သူတို့ပြောသလိုပေါ့ပေါက်တူတစ်ချက်ပေါက်ရတယ်အခုပေါက်တူနှစ်ချက်ပေါက်သွားပြီအဲ့ဒီအတွက်ပြည်သူတွေကိုစားသူတို့ကအဲ့တော့သူတို့ကပြောပေးရမှာလေအဲ့တော့အစိုးရဖွဲ့ဖို့ရွေးကောက်ပွဲလုပ်တာမဟုတ်ဘူးလေကိုမျိုးနယ်ဒီမှာပြည်သူကိုစားနိုင်ငံရေးသမားတွေပေါ်အောင်နိုင်ငံရေးအလေးထားတွေဖြစ်အောင်ကျွန်တော်တို့ကဒီချိန်မှာ activist တွေအစားပြည်သူကိုယ်စားလှယ်တွေနဲ့ကိုကဘာလုပ်မလဲဆိုတော့ပြည်သူကိုစဉ်းစားပြတဲ့ခါကျတော့ဘိုးဘက်ကအမှားကိုကလုပ်ပြလို့ရတဲ့အပြင်ကိုယ်တိုင်လည်းအုပ်ချုပ်လို့ရသွားနိုင်တာပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်ကဆိုလို့တင်တာသူတို့ရွေးကောက်ပွဲလုပ်ဖို့အကြံမပေးဘူးလားလို့သူတို့ဝေဖန်ပြီးသွားပြီးထောက်ပြပြီးသွားပြီးကောင်းတယ်ဒါပေမဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်သူတို့မချပြဘူးလားလို့လုပ်လို့မရဘူးလားပေါ့ကျွန်တော်မြင်ရတော့တပိတ်ခေါင်းဆောင်တွေဒီချိန်မှာမလိုတော့ဘူးဒီချိန်မှာနိုင်ငံရေးသမားတွေလိုတာ
ဒါကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာပါ